ကဘာပေါ်မှာအင်တာပိုကထုတ်ပေးတဲ့အနီရောင်သတိပေးချက်ဆိုတာဟာအန်ဒီရဲ့ကြီးဆုံးအမှုခံတွေကိုဖမ်းဖို့အတွက်အသုံးပြုတဲ့အမြင့်ဆုံးအမိန့်ပဲဖြစ်ပါတယ်။ဒီဇလန်ကတော့အနီရောင်သတိပေးချက်ထုတ်ခံရတဲ့လူ၃ယောက်နဲ့အဖိုးတန်ဆုံးညတနာတစ်ခုကိုအခြေခံထားတဲ့အရှင်နဲ့လှည့်စားမှုဇလန်ကောင်းတကားပါဇလန်အစမှာရှေးခေတ်အီဂျစ်ဘုရင်မကလီယိုပါထရာကိုသူမရဲ့မင်္ဂလာဆောင်နေ့မှာရွှေအိမ်မြောင်ဦး၃လုံးလက်ဆောင်ပေးခဲ့ပါတယ်။အချိန်ကြာလာတဲ့အခါဦးတစ်လုံးကိုရောမမြို့ပြတိုက်မှာပြသထားပြီးတစ်လုံးကိုချမ်းသာတဲ့စုဆောင်းသူတယောက်ပိုင်ဆိုင်ထားကနောက်ဆုံးတစ်လုံးကပျောက်ဆုံးနေပါတယ်။ယနေ့ခေတ်မှာအီဂျစ်ချမ်းသာသူတယောက်ကဦးသုံးလုံးကိုစုပေးနိုင်ရင်ဒေါ်လာတန်300စုကြေးပေးမယ်လို့ကြေညာလိုက်ပါတယ်။ဒီကြေညာချက်ကကမ္ဘာအန်ဒီရဲ့အကြီးဆုံးတခိုးတွေကိုဆွဲဆောင်လိုက်ပါတယ်။ဒီအမှုကိုကင်တွယ်ဖို့အတွက် FBI ထူးအရာရှိချုပ်ကိုရောမမျိုးကပြတိုက်စီတို့ပို့လိုက်ပါတယ်။တစ်ဖက်မှာဟာလီကကမ္ဘာကျော်တခိုးနိုလန်ကပထမဦးကိုခိုးဖို့ကြံစည်နေရဆိုတာသိထားပါတယ်။ဒါပေမဲ့ပြတိုက်ထဲမှာပြထားတဲ့ဦးကအစ်စ်မဟုတ်ပဲအတူဖြစ်နေပါတယ်။အစ်စ်ကိုနိုလန်ကအရင်ကတည်းကခိုးယူပြီးသားဖြစ်ပြီးပြတိုက်အတွင်းမှာလိုက်ဖမ်းမှုကြီးဖြစ်ပွားကနိုလန်ထွက်ပြေးသွားနိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာဟာလီကနိုလန်ကိုဘာလီကျွန်းမှာဖမ်းမိပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနောက်ွယ်ကအန်ဒီရဲ့ကြီးဆုံးမဟာတခိုးဘီရှော့ဆိုသူဟာပေါ်ထွက်လာပြီးသူမကဦးကိုလဲလှယ်ပြီးအမှုအလုံးကိုဟာလီပေါ်လွှဲချလိုက်ပါတယ်။ရလက်အနေနဲ့ FBI ရရှိဖြစ်တဲ့ဟာလီကပဲတခိုးဖြစ်ဆွဆွဲခံရပြီးအင်တာပိုကအနီရောင်သတိပေးချက်ထုတ်လိုက်ပါတယ်ဟာလီကိုရုရှားရှိအန်ဒီရဲ့အကြီးဆုံးထောင်ထဲကိုပို့လိုက်ကြပါတယ်။ရုရှားထောင်ထဲမှာဟာလီအတွက်အံ့ဩစရာတစ်ခုဖြစ်ပေါ်လာပါတယ်။သူနေရတဲ့ထောင်ထဲမှာပဲသူ့ရဲ့ရန်သူဟောင်းနိုလန်ကိုပြန်တွေ့လိုက်ရတာပါ။အစမှာတော့နှစ်ယောက်လုံးတယောက်ကိုတယောက်မယုံကြည်ကြပါဘူး။ဒါပေမဲ့နိုလန်ကအရေးကြီးတဲ့အချက်တစ်ခုကိုပြောပြပါတယ်။အဲ့ဒါကဦးသုံးလုံးကိုစုပေးနိုင်ရင်ဒေါ်လာတန်300စုကြေးရမယ်ဆိုတာပါ။အဲ့ဒီအချိန်ကစပြီးရန်သူနှစ်ယောက်ဟာအသက်ရှင်ဖို့အတွက်သာမကဒေါ်လာတန်300အတွက်ပါဖော်ဖြစ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်ကထောင်ထဲမှာအစီအစဉ်ရေးဆွဲပြီးရုံးရင်းဆန်ခတ်များနဲ့လုံခြုံရေးကိုလှည့်စားကဟယ်လီကော်ပတာနဲ့ထောင်ကနေလွတ်မြောက်သွားနိုင်ခဲ့ပါတယ်။ထောင်ပြင်ထွက်ပြီးနောက်သူတို့ဟာစပိန်နိုင်ငံကိုသွားပြီးဒုတိယဦးကိုခိုးယူနိုင်ပေမဲ့အင်တာပိုနဲ့ဘီရှော့ကထပ်မံလှည့်စားပြီးဦးနှလုံးကိုယူသွားပါတယ်။ဟာလီစဉ်းစားမိတာကပျောက်ဆုံးနေတယ်လို့ထင်ထားတဲ့တတိယဦးကအာဂျင်တီးနားမှာဖွက်ထားခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့အမှန်တရားကပေါ်ထွက်လာပါတယ်။ဘီရှော့ဟာနိုလန်ရဲ့အဖော်ဖြစ်နေပြီးအားလုံးကိုလှည့်စားခဲ့တာပါ။ဒါပေမဲ့အဆုံးသတ်မှာအံ့ဩစရာအကြီးဆုံးချက်ဟာဂျွန်ဟာလီက FBI မဟုတ်ဘူး။သူကကမ္ဘာအကြီးဆုံးလှည့်စားသူဖြစ်ပြီးဦးသုံးလုံးစလုံးကိုသူတယောက်တည်းယူသွားတာပါ။ရန်သူတွေကိုတောင်လှည့်စားနိုင်တဲ့သူကတကယ်အန်ဒီရဲ့အကြီးဆုံးလူဖြစ်နိုင်ပါသလား။ဒါကတော့အနီရောင်သတိပေးချက်ရဲ့အံ့ဩစရာဇလန်းပါပဲ။အခုလိုဇလန်းကောင်းတွေကိုကြိုက်နှစ်သက်ရင်ကွန်မန့်မှာတစ်ခုခုရေးပေးသွားပါနော်။နောက်ထပ်လည်းပိုမိုကောင်းမွန်တဲ့ဇလန်းတွေတင်ပေးသွားမှာမို့အကောင့်ကိုလည်း follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။